မတို့ဆက်ရောက်မှဆိုလို့ရှိရဲ့ဆက်စရေးတွေဝယ်တယ်ဒါပေမဲ့အချိန်မပေးနိုင်ဘူးတော့ဟိုလူကိုနည်းနည်းဒီလူနည်းနည်းမေးတယ်တကယ်ဖြစ်ချင်တဲ့လောက်သမားတွေလည်းဖြစ်ခွင့်မရကြဘူးပြီးလို့ရှိရဲ့လည်းညီမတို့ရှိမှာဝနာရှိတယ်ဒီဆက်စရေးတွေဝယ်လာပြီးဆိုလို့ရှိရဲ့ဘယ်လောက်သမားရှိမှာအကြာကြီးနေသွားလဲဘယ်လောက်သမားဘယ်လိုဖြေနေလဲဆိုတာသူတို့သိတယ်ကြည့်နေတယ်တကယ်တိုက်ကြမှုတစ်ခုရောက်လာပြီဆိုလို့ရှိရဲ့ဒီလူဖြေတယ်ဆိုတာသူတို့ကအထင်နဲ့ပေါ့ဆော့ဆွဲတာပေါ့အဲ့ဒီလူဖြေတယ်ဒီလူရှိမှအကြာကြီးနေသွားတယ်ဆိုပြီးတော့ဒီလူမဲတာအဲ့လိုအလုံးမထွက်အောင်သူတို့အမျိုးလောက်တာကြားတဲ့လောက်သမားတွေကမဖြေရကြဘူးအလောက်ထဲမှာဆိုလို့ရှိရင်ကိုကအလောက်တစ်ဖယ်လောက်ရတာနဲ့သူမင်းတော့ကိုဖြေရတာနဲ့ပြီးလို့ရှိရင်ဝနာတွေကိုကြောင်းနေရတာနဲ့ဘေးရလူတွေကိုကြောင်းနေရတာနဲ့ဖြေဖို့ကခဲရည်တယ်ပေါ့နော်အမှန်တရားကကြတော့မပြောရဲကြဘူးလေကဲ၍လုံယုံမှာပြဿနာတွေရှိခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ဥပမာအလုပ်သမားတွေပြဿနာရှိခဲ့မယ်ဆိုလို့ရှိရင်အစလာအနေနဲ့ကုမ္ပဏီနဲ့လက်တွဲပြီးတဲ့အခါမှာဆိုလို့ရှိရင်အလုပ်သမားတွေအတွက်ပြဿနာတွေကိုဝိုင်းဝန်းပြီးတော့ဖြေရှင်းပေးရှိပါတယ်ဒါအပြင်အလားတူပဲပေါ့နော်နောက်ထပ်အဲ့လိုမျိုးပြဿနာတွေမရှိအောင်လည်းပဲဘယ်လိုလှုပ်ဆောင်ချက်တွေပြုလုပ်ရမယ်ဆိုတဲ့အကြောင်းကိုအကြံပေးပါတယ်ရှင်ပုတ်တီတော့မရှိရတာဟာမျိုး900တဲ့ချိန်ဆိုတာ24နှစ်လုံးနေချိန်ရှိရလို့ဟိုပန်လဲလာတဲ့ချိန်နဲ့ဟိုပန်လဲမှာဘယ်ရီပါလို့ပြီးနဲ့ကားရောရကားမှာငါတဲမှာရတော့မိုးချောချိန်နဲ့ချိန်3နိုင်4နိုင်ဒီလောက်မှပြီးအိမ်မှာတော့တည်းရမရှိရဘူးချိန်တော့ထားလို့တော့နဲ့တော့ဟိုလာဟမောတော့မခဲရဘူးဝေးရရတယ်တော့ခါခဲရှိရတယ်ဒီရှင်းနေထီလောက်လာနိုင်တယ်ဆိုတာကပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်ရောလူနေမှုဘဝရောတိုးတက်လာတယ်ထင်လို့ပါရှင်ခက်ခဲနဲ့တောင်းဆိုစရာရှိလို့ရှိရင်လည်းရုံခန့်ကိုယ်တိုင်ကိုကြသွားပြီးတော့တောင်းဆိုလို့ရတယ်လို့အစ္စလာမ်ကနေတစ်စိကူညီတောင်းလို့လည်းရပါတယ်ရှင်အဲ့ဒါကြောင့်မို့လဲအလုပ်ရုံမှာရှေ့ကဖြစ်ခဲ့တဲ့ကျမရေးပြဿနာကျမရေးဆောက်ရှောက်မှုအားနည်းတဲ့ပြဿနာတောက်ရည်တက်မတက်ရှင်းတဲ့ပြဿနာလူမျိုးခွဲခြားတဲ့ပြဿနာတွေလည်းခုချိန်ဆိုမရှိတော့တာကြပါပြီရှင်အစ္စလာမ်နေပြီးတော့ကျမတို့ရဲ့အလုပ်ရုံမှာစကပြန်တွေကိုရောပြီးရင်အလုပ်သမားဝန်ထမ်းခေါင်းဆောင်တွေကိုရောပညာပေးအစည်းအဝေးပုံစံလိုမျိုးပညာပေးတဲ့သင်တန်းတွေရှိတော့ပေါ့နော်အဲ့ဒီသင်တန်းနေပြီးတော့ရလာတဲ့အကျိုးတွေကကြောက်လို့ရှိရင်စကပြန်တယောက်အနေနဲ့လိုက်နာလှုပ်ဆောင်ရမယ်စကပြန်နဲ့ဘယ်လိုမျိုးကျိုးတွေရှိရမလဲပြီးတဲ့ခါကြောက်လို့ရှိရင်ဗမလိုက်ဖို့အလုပ်သမားနဲ့အလုပ်ရှင်နဲ့အကြားရဲ့ပြီးတဲ့ခါကြောက်လို့ရှိရင်စကပြန်တယောက်အနေနဲ့လှုပ်ဆောင်ရမယ်လှုပ်ထိုက်တဲ့အကြောင်းအရာတွေအများကြီးသိရှိရပါတယ်ရှင်အလုပ်ရုံမှာအလုပ်သမားတွေခေါ်ယူတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကပွဲစားတွေလုံးဝမပါဝင်ရအောင်အဓိကဦးစားပေးပြီးတော့လှုပ်ဆောင်ပါတယ်ပြီးတဲ့အခါကျတော့အစ္စလာမ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ရွှေအိမ်မက်လိုမျိုးအလုပ်သမားတွေလာရှောက်နိုင်တဲ့အကြောင်းကိုလည်းကျမတို့ကလက်တွဲပူးပေါင်းဆောင်ရွက်အခုချိန်မှာကျွန်တော်တို့အစ္စလာမ်ဘက်ကနေပြီးတော့လှုပ်ရှင်လှုပ်သမားပြဿနာကျွန်တော်တို့လှုပ်သမားရဲ့အခွင့်အရေးပြဿနာတွေကိုအကုန်လုံးလာရောက်ကူညီဖြေရှင်းပေးခဲ့ပါတယ်ခင်ဗျကျွန်တော်လှုပ်သမားတွေရဲ့အတန်ကိုလှုပ်ရှင်တွေကနားထောင်လာတယ်ပြီးတော့ကျွန်တော်လှုပ်သမားတွေပြဿနာကိုဘယ်လိုပြောမလဲတိုင်ကြားလို့ရတဲ့လိုင်းကြောင်းတွေပွင့်လာတယ်ပေါ့နော်ဥပမာအစ္စလာမ်လိုမျိုးဖွဲ့စည်းတွေနဲ့ကျွန်တော်လှုပ်ရှင်တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်ရဲ့လှုပ်သမားတွေရဲ့ခက်ခဲကိုဖြည့်ရှင်းပေးကြပါတယ်ကျွန်တော်အလုပ်ချေကမဖြစ်တာတွေပြီးတော့ကျွန်တော်အလုပ်သမားခေါင်းဆောင်သို့မဟုတ်အလုပ်သမားဝန်ထမ်းပေါ့နော်အဲ့လိုလူတွေကနေပြီးတော့ကျွန်တော်အလုပ်သမားတွေပေါ်မှာကြေမောက်ဆက်ဆိုတာတွေခုထိလဲရောက်စော်ကားတာတွေလည်းလုံးဝမရှိတော့ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အလုပ်သမားတွေကတခုခုဆိုရင်နီလန်းစုံနဲ့တိုက်ကြလို့ရမယ့်ဖွဲ့စည်းတွေလည်းရှိလာတယ်ပြီးတော့အလုပ်ရှင်ဘက်ကလည်းဒီလိုပြဿနာမျိုးကိုကျွန်တော်ပြည်လဲနဲ့ဖြည့်ရှင်းပေးနေပြီလို့ကျွန်တော်မြင်ပါတယ်ဗျ